Hello အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ကျမဒူမနှစ်ယောက်အကြောင်းပြောဖို့လာတာပါကျမဒူမနှစ်ယောက်ဆိုနီယာအန်ဆိုဖီယာသူတို့ကကျမရဲ့ဘန်ကြီးဖြစ်ပါတယ်ကျမသူတို့အရင်ချစ်ပါတယ်28ရက်တုန်းကမြင်ငလင်လှုပ်သွားတဲ့အချိန်သူတို့ကမန္တလေးစကိုင်းဗီလာမှာနေတာစကိုင်းဗီလာ3လွာမှာနေတာပါစကိုင်းဗီလာ17လွာရှိပါတယ်သူတို့က3လွာထပ်မှနေတာပါမြင်ငလင်လှုပ်တဲ့ချိန်သူတို့ကအခန်းထဲမှာပဲရှိတယ်လို့သတင်းရတယ်အခုချိန်ဒီရှာနေတော့ရှာထုတ်လို့မရဘူးဖြစ်နေတာဆိုနီယာဆိုဖီယာအရန်ကလေးရတယ်မိုင်ချူသူတို့ကဲထုတ်ပေးပါလို့တရားနဲ့တောင်းမှပါတယ်ကျေးဇူးပြုဆိုနီယာဆိုဖီယာကဲလို့တွေ့ခဲ့တယ်ဆိုရင်ကျွန်တော်ပြေမချောင်းချပေးပါသူတို့မိဘတွေလည်းအရင်စိတ်ပူနေတယ်အမျိုးတွေအားလုံးလည်းသူတို့အတွက်အရင်စိတ်ပူနေတယ်ကျမတို့အားလုံးဆိုနီယာနဲ့ဆိုဖီယာစကိုင်းဗီလာမှာရှိတဲ့လူတွေအားလုံးအထက်ထမှာအသက်ရှင်လေးရှိပါစေလို့ကျမတို့ဆုတောင်းလို့မမတတ်နိုင်ဘူးကဲစေရတဲ့လေကဲဖိနေပါတယ်လို့သူတို့အကြောင်းကြားချင်တယ်သူတို့ဆရာမငယ်ပါနဲ့လို့ပြောချင်တာတခုပဲကျမဆုတောင်းတာကတော့သူတို့အသက်ရှင်မှပြန်ထွက်လာပါစေလို့ဒါပဲဆုတောင်းချင်တာပါဆိုနီယာဆိုဖီယာဘလို့များကန်စားနေရလားမသိအထဲထဲမှာကျမသူတို့အရင်စိတ်မောတယ်စဉ်းစားတိုင်းမြေချမ်းမိတယ်ချစ်တယ်ကလေးနှစ်ယောက်ကိုသူတို့အခန်းထဲမှာသူတို့အတော်တယောက်လည်းရှိပါတယ်လက်ချမီတီပါလက်ချမီတီကိုလည်းကျမအရင်ခင်ပါတယ်ကျေးဇူးပြုစကိုင်းဗီလာမှာကျန်တဲ့လူတွေအားလုံးလည်းအသက်ရှင်လေးပြန်ထွက်လာနိုင်ပါစေလို့ကျမဆုတောင်းပေးပါတယ်ကျမအဝေးတနေရာနဲ့ဆုတောင်းပေးနေတာပါခင်ဗျားတို့လည်းအားလုံးဆုတောင်းပေးကြပါလို့စကိုင်းဗီလာအထက်မှာရှိတဲ့အားလုံးလူတွေပြန်ထွက်လာနိုင်ပါစေလို့အားလုံးဆုတောင်းပေးကြပါရှင်ကျမဟိန္ဒူလည်းပြောပါမရှိ Hello friend मैं अंजलि और मैं आज ये बताने जा रही थी कि मेरी 2 भांजियाँ हैं सोनिया और सोफिया और भूकंप की